နောက်တရက်ပြီးတော့နောက်တရက်အကြက်နဲ့အတက်မှာသူပေါ်မလာတော့ပါဘူးကျွန်တော်လည်းခက်ညံ့ညံ့ငနေဆိုတော့ဖုန်းနံပါတ်တွေဘာတွေတောင်းမထားမိဘူးအိမ်ကိုလည်းကျွန်တော်လိုက်မသွားချင်ဘူးဒီလိုနဲ့တကြံ2ရက်မှာကကိုမြူတွင်းရင်းနဲ့ပဲရီဝေပြီးဆုံးသွားပါတယ်နှစ်စန်း1ရက်မှာတကြံနာကြတာပေါ့တကူလုံးကိုကန်ရိုက်ထားသလိုပဲမျက်စိကိုဖွင့်လိုက်တော့နေ့လယ်7 နာရီထိုးနေပြီနဘေးမှာတားကြီးကဟောက်လို့ကောင်းတော့ကော်ဖီခါးကွာလေးတစ်ခွက်ဖြုတ်လိုက်တယ်တမ်းမြတ်ကြီးပဲပါမလေးဘသူလဲပြို့တကားသွားဖွင့်ကြည့်လိုက်တော့ဘသူမှမရှိဘူးလေကားကပြေးဆင်းသွားတဲ့ခြေတံတွေတော့နားထဲမှာကြံရစ်တယ်ဟောကျမ်းမြင်ပေါ်မှာငှက်ပလင်းလေးတွေ့ပြန်ပြီကျွန်တော်ကောက်ယူလိုက်စမှာပဲလေကားပေါ်တက်လာတဲ့ခြေတံတွေကိုထပ်ပြီးကြားရတယ်ဒီတခါခြေတံတွေရဲ့ပိုင်ရှင်ကနေလင်းနဲ့ပူသည်ပေါ့ဟဲ့အောင်ကလေးမဟုတ်ပါမဟုတ်နဲ့ကွာမင်းစော့နေပြန်ပြီလားဒီမှာလာချသွားတာကွာမင်းတို့အောက်မှာဘယ်သူမှမတွေ့ဘူးလားမင်းအိမ်ရှင်တော်ကြီးတော့တွေ့တယ်သူများလားမသိဘူးဟာတော်စမ်းပါကွာဘူးဒီကပလင်းကိုယူကြည့်ပြီးငှက်တိုက်ဖြစ်ဖြစ်ငပြောကြောက်ဖြစ်ဖြစ်ဖြစ်ရင်ကောင်းမှာပဲလို့ပြောတယ်နေလင်းကမင်းကိုဒီဥစ္စာပေးတဲ့ကောင်မလေးကမျက်စိမှုန်လို့တော်လကောင်းကာလာပလိုင်းဖြစ်လို့တော်လကောင်းဖြစ်ရမယ်တဲ့ဟုတ်ပါတယ်ကျွန်တော်ကအသားညိုတာဟုတ်ငါကလူညိုချောကွာလို့ပြောတော့နှစ်ကောင်စလုံးကဟွန်းဆိုပြီးခေါင်းခါတယ်ခုမှထလာတဲ့သားကြီးကကျွန်တော်ကိုကော်ဖီခွက်ကိုလူရင်းနဲ့အရင်တပလင်းတော့ကမင်းနွေးနဲ့စသိပြီလားကျွန်တော်ခေါင်းညင်ပြလိုက်တယ်တကယ်ချင်းနေနဲ့တကြရက်တွေကြောင့်စမြုပ်ပြန်နေပေမဲ့လည်းကျွန်တော်စိတ်ကတနေရာကိုခုံပေါက်ထွက်ပြေးသွားပါတယ်မဟုတ်ဘူးနဲ့တူပါတယ်